အားလုံးပဲမင်္ဂလာပါကိုတဲ့ရဲ့ YouTube channel လေးကနေကိုမရီအားလုံးကိုနှိုးထွေးစွာဖြစ်ပြန်လဲကြိုဆိုလိုက်ပါရဗျကိုတဲ့ကိုမရီအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းများနဲ့ပြည့်စုံကြပါစေလူဝင်ဆန္ဒတွေတလုံးတဝါတွေပြည့်စုံကြပါစေစိတ်သွားတိုင်းလဲကိုပါလိုရာဆန္ဒတွေပြည့်ဝကြပါစေမင်္ဂလာရှိသောတကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုလည်းထာဝရပိုင်ဆိုင်နိုင်ကြပါစေစီးပွားလက်လာပါတွေလည်းတိုးတက်ကြပါစေလို့ကိုထက်ကဆုမွန်ကောင်းလေးတောင်းပေးခဲ့ပါတယ်ဗျကဲအမျိုးတွေအားလုံးပဲမနက်ဖြန်က2ရက်12လ2025အင်္ဂါနေ့အတွက်လာရောက်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လိုက်ရှိုးလေးပဲဖြစ်ပါတယ်အမျိုးတွေအားလုံးပဲဝင်လာတာနဲ့ like ကလေးကိုဗီဒီယိုဖိုင်လိုက်ရှိုးလေးကိုအစာလေးကနေအဆုံးလေးတိုင်အောင်ကြည့်မယ် like လက်မလေးတွေနှိပ်ပေးမယ် share လို့ရတဲ့နေရာလေးတွေမှာ share ပေးမယ်မနက်ဖြန်ကနေ့ကင်း12နာရီခွဲကိုကျွန်တော် like ရှိပါတယ်အကိုမတွေအားလုံးပဲเนาะတခါတည်းကျွန်တော်ပြောလိုက်ပြီကျွန်တော်ရဲ့ live video file live show ကိုကြည့်နေတဲ့အကူမတွေအားလုံးပဲမနက်ဖြန်ကအင်္ဂါနေ့12နာရီခွဲကိုကျွန်တော် live လွှင့်ပါမယ်အကူမတွေအားလုံးပဲကြည့်ရဆိုရင်ကိုထက်ကိုအားပေးတယ်ဆိုရင်12နာရီခွဲကို live ပေါ်ကိုတက်လာခဲ့ပါကျွန်တော် live လွှင့်ပေးပါမယ်အမျိုးတွေအားလုံးပဲရစေခြင်းလို့ပေါက်စေခြင်းလို့ပါနော်ကိုထက်ကအမျိုးတွေအားလုံးပဲဒီနေ့မှာကျွန်တော် live မလွှင့်ရဘူးခရီးလေးတွေလည်းနည်းနည်းသွားနေရလို့ဒါကြောင့်မလို့ကျွန်တော် Viber channel လင်းလေးလေးချပေးမယ်အကိုမတွေအားလုံးပဲ Viber သုံးတယ်ဆိုရင် Viber channel လင်းလေးကို join ပေးထားပါကိုထက်ကအမျိုးတွေအားလုံးပဲရရမယ်ပေါ့အောင်မယ်ဗျာနော်ဒီနေ့အဆင်မပြေလဲဘာမှမပူနဲ့နောက်နေ့တွေအဆင်ပြေအောင်ကြိုးစားပေးမယ်ကျွန်တော်ခရီးလေးတွေနည်းနည်းလွန်းနေလို့ကနန်းလေးတွေအဆင်မပြေလေးဖြစ်နေတာဒီနေ့အခုကျွန်တော်အိမ်ပြန်ရောက်ပါပြီအမျိုးတွေအားလုံးပဲရရမယ်ပေါ့အောင်မယ်ဗျာနော်မနက်ဖြန်က12နာရီခွဲကိုတင်ငါနေ့12နာရီခွဲကိုကျွန်တော် live လွှင့်ပါမယ်ကိုထက်ကအမျိုးတွေအားလုံးပဲအားပေးတယ်ဆိုရင် live ထဲကိုတဦးတယောက်မကျန်အကုန်လုံးဝင်လာခဲ့ပါเนาะဒီညကတော့ကျွန်တော်ဗီဒီယိုဖိုင်လေးပဲတင်ပေးပြီးတယ်ညောင်ကနေ့ကင်း12နာရီခွဲကိုကျွန်တော် live လွှင့်ပေးပါမယ်ကိုထက်ကအမျိုးတွေအားလုံးကလည်းကိုထက်ကိုတွေ့တာနဲ့ live လက်မလေးတွေနှိပ်ပေးမယ် share လို့ရတဲ့နေရာလေးတွေမှာ share ပေးမယ်ကိုတဦးတယောက်တည်းကောင်းသားရေးနဲ့မကြည့်ပါနဲ့အများမြင်အများတွေ့အများပေါက်လို့ရမယ့်နေရာလေးတွေမှာ wine share ပေးပါမျှဝေပေးပါเนาะတဦးမြတ်တာတဦးစေတနာပါဗျာကျွန်တော်စေတနာကောင်းရင်အကိုမတွေအားလုံးပဲကံကောင်းနေမှာပဲကျွန်တော်ကတော့စေတနာကောင်းကောင်းထားပါတယ်ကျွန်တော်ဘောတာမကောင်းကြတာပါနော်ကျွန်တော်ဘာမှမပြောလို့ဘူးအကိုမတွေအားလုံးကလည်းကိုထက်ကိုယုံကြည်နဲ့လက်တွဲကြတယ်ကိုထက်ကလည်းအကိုမတွေအားလုံးကိုစေတနာမယုံမာခဲ့ပါဘူးခုချိန်ထိလည်းကျွန်တော်မယုံမာခဲ့ပါဘူးနော်ဒါကြောင့်မလို့ကျွန်တော်လည်းစေတနာကောင်းကောင်းထားပါတယ်အကိုမတွေအားလုံးလည်းရပါသည်ပေါက်ပါသည်ဆိုတဲ့ဆန္ဒပဲရှိတယ်ကျွန်တော်ဘယ်တော့ခါမှမဟုတ်သောစကားမမှန်သောစကားလည်းမပြောပါဘူးဗျနော်အမျိုးတွေအားလုံးပဲအတီဆုံးမှာမှားတယ်မှန်တယ်ကျွန်တော်ကဒီလိုပဲပြောတယ်နော်အကိုမတွေအားလုံးပဲရစေခြင်းနဲ့ပေါက်စေခြင်းနဲ့ဒါကြောင့်မလို့မနက်ဖြန်ကနေ့ကင်း12နာရီအင်္ဂါနေ့12နာရီခွဲကိုကျွန်တော်နော်နေ့ကင်း12နာရီခွဲကို live ရှိပါတယ်အမျိုးတွေအားလုံးပဲကိုတက်ကိုအားပေးတယ်အမှန်တကယ်အားပေးတယ်ဆိုရင်ကျွန်တော် live ထဲကိုတဦးတယောက်မကျန်အကုန်လုံးဝင်လာခဲ့ပါနော်လူဟောင်းကိုမတွေရောလူတက်ကိုမတွေရောအကုန်မှတွေ့တဲ့အမျိုးတွေအားလုံးရောနော်ဒါကျွန်တော်မြေတားရက်ခန္ဓာမှာအမျိုးတွေအားလုံးဒါအတိပေးတာလည်းပါတယ်နော်ကျွန်တော် live လွှင့်မယ်အမျိုးတွေအားလုံးပဲဘလောက်အားပေးတယ်ဆိုတော့ကျွန်တော်သိရတာပေါ့နော်ကျွန်တော်မပေါက်ရင်တော့မပေါက်ဘူးပြောနေတာပေါက်တော့လည်းဘယ်သူမှဘာမှပြောတာမဟုတ်ဘူးဖုန်းလည်းဆက်တာမဟုတ်ဘူးเนาะကျွန်တော်ကတော့ live ဆက်နေရတာဒါကြောင့်မလို့ကျွန်တော်လည်းစိတ်ထဲတော့မကောင်းဘူးအကောင်မရအောင်ပဲကနန်းပိုင်တော့မှကျွန်တော်ကိုဖုန်းဆက်မလို့မရှိဘူးဒါကြောင့်မလို့ကျွန်တော်ပြောတယ်မနေ့ကနေ့ကင်း12နာရီခွဲကိုကျွန်တော် live လွှင့်ပါမယ်အမျိုးတွေအားလုံးပဲကျွန်တော်ကိုဘလောက်အားပေးလဲဆိုတာသိရတာပေါ့နော်အားပေးတဲ့လူနဲ့အားမပေးတဲ့လူနဲ့သိတာမှာပေါ့တော့ဒါကြောင့်မလို့အကူမတွေအားလုံးပဲမနက်ဖြန်က2ရက်12လ2025အင်္ဂါနေ့12နာရီ10မိနစ်အတွက်လုံးပိုင်ပတ်တီးတီ10ပိုင်3ပိုင်မှာ10ပတ်တီး3ပတ်တီးပါနော်အကူမတွေအားလုံးပဲ10ပိုင်3ပိုင်မှာ10ပတ်တီး3ပတ်တီးပါဗျနော်10နဲ့ပတ်သက်ရင် main ကွက်ကလေးဒီ4ကွက်ပါမယ်3နဲ့ပတ်သက်ရင် main ကွက်ကလေး4ကွက်ပါမယ် share အခွေလေးပါမယ်နော်အမျိုးတွေအားလုံးပဲတကွက်ကောင်းလေးတွေပါမယ်ကိုကြိုင်းတဲ့တရားကိုကိုထိုးနော်10ပိုင်3ပိုင်အကိုမတွေရှိမှလုံးပိုင်ပတ်တိရှိရဆိုရင်လည်း10ပါတော့ကနေ3ပါတော့ကနေများနဲ့ကတ်ထိုးပါနော်ရစေခြင်းလို့ပေါက်စေခြင်းလို့ပါဘလို့ပဲပေါက်ကျွန်တော်ကတော့စေတနာကောင်းကောင်းနဲ့ပေးပါတယ်နော်ကိုထဲအမျိုးတွေအားလုံးပဲအတီးသုံးပါကဲအားဆို10နဲ့ပတ်သက်ရင်8 1 8 4 8 6 8 3ပါနော်10နဲ့ပတ်သက်ရင်8 1 8 4 8 6 8 3ပါဗျနော်3နဲ့ပတ်သက်ရင်3 5 3 9 3 9 3 တက်ပါနော်3နဲ့ပတ်သက်တော့ main ကွက်ကလေးဒီ3 5 3 9 3 9 3တက်ပါနော်ဒါ3နဲ့ပတ်သက်တော့ main ကွက်ကလေးတွေပါ8နဲ့ပတ်သက်ရင်8 1 8 4 8 6 8 3ပါနော်8 3ဝန်းကျင်တော့ကျွန်တော်ထည့်ပေးထားတာနော်ကြိုက်လို့ပေးထားတာပါအဲဆိုရင်ကျွန်တော်
လေးလုံးအပီပေါက်ရှေ့အခွေလေးကိုပြောပြမယ်နော်အကောင်မတွေအားလုံးပဲပြီးခဲ့တဲ့ဘက်ကအခွေလေးရတယ်အမြဲတမ်းမှန်းနေရနော်ကျွန်တော်ဒီနေ့လေးမှလာအဆင်မပြေသွားတာကဲအမျိုးတွေအားလုံးပဲအခွေလေးဒီ1835အခွေပါနော်1835အခွေပါအမျိုးတွေအားလုံးပဲနော်1835အခွေပါနော်တကွက်ကောင်းလေးဒီ8နဲ့ပတ်သက်ရင်တကွက်ပါမယ်3နဲ့ပတ်သက်ရင်တကွက်ပါပါမယ်8နဲ့ဆိုရင်85ပါတကွက်ကောင်းလေးဒီ85ပါဗျာနော်3နဲ့ပတ်သက်ရင်တကွက်ကောင်းလေးဒီ36ပါနော်3နဲ့ပတ်သက်ရင်တကွက်ကောင်းလေးဒီ36ပါဗျကဲအမျိုးတွေအားလုံးပဲကိုကြိုက်နှစ်ရာလေးကိုကိုထိုးပါပတ်တိမပတ်နိုင်တဲ့အကူမတွေအားလုံးမိန်ကွက်ကလေးတွေထိုးလို့ရတယ်ပတ်တိပတ်နိုင်တဲ့အကူမတွေအားလုံးမိန်ပတ်တိရောမိန်ကွက်ကိုထိုးလို့ရပါတယ်ကိုကြိုက်နှစ်ရာကိုကိုထိုးပါကျွန်တော်အတွက်တရားဘိုးလေးထည့်မထိုးပြရအောင်90ဘိုးလေးထည့်မထိုးပြရပါဘူးအကူမတွေအားလုံးပဲကိုထိုးနိုင်ရင်ကိုထိုးနိုင်တဲ့တော့ရပါမယ်ဗျနော်ကိုထဲအမျိုးတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းများနဲ့ပြည့်စုံကြပါစေလူရင်ဆန္ဒတွေတလုံးတဝါတွေပြည့်စုံကြပါစေစိတ်သွားတိုင်းလဲကိုပါလူရဆန္ဒတွေပြည့်ဝကြပါစေမင်္ဂလာရှိသောတကားမင်္ဂလာရှိတဲ့နေ့ရက်တိုင်းကိုထာဝရပိုင်ဆိုင်နိုင်ပါစေလို့ကိုထက်ကဆုံးမကောင်းလေးတို့တောင်းပေးလိုက်ပါတယ်အကူမတွေအားလုံးပဲမနက်ဖြန်ကအင်္ဂါနေ့မှာအားလုံးပဲအဆင်ပြေကြပါစေဗျာနော်အားလုံးပဲဘက်ဘက်မှာကံကောင်းကြပါစေဗျာနော်